ဟုတ်ကလားပါလို့ဟုတ်မင်္ဂလာပါဟုတ်ညီမရဲ့နာမည်လေးရယ်နောက်ပညာရေးချင်းလေးရယ်နောက်ဘယ်ကလာတက်တယ်ဆိုတာလေးပြပြပေးပါဟုတ်ကဲ့ရှင်ညီမနာမည်ကတော့ထထလွမ်းမှုပါလာတက်တာကတော့မင်္ဂလာတောင်ညွန့်အသက်ကကြတော့32နှစ်စင်ကယ်မပါစင်ကယ်မဟုတ်ဆိုကြတော့သားသမီးဘယ်နှယောက်ရှိလဲတယောက်ပဲတယောက်ပဲပေါ့နော်ဟုတ်ဆိုကြတော့ဒီ she walk သင်တန်းလေးကိုဘယ်ကနေတွေ့ပြီးတော့ရှောက်ဖြစ်သွားတာလဲအဓိကကတော့တွေ့ရ online ကနေပဲ online ဆိုတော့ TikTok ကနေပြီးတော့ကောက်မလေးတယောက်က share ထားတယ် share ထားတော့ဒါသူကပြန်ပြီးတော့ရေးထားတယ် edit လုပ်ပြီးတော့ရေးထားတယ်ဒါပညာဒါနပေါ့အခမဲ့ပေါ့နော်ဆိုပြီးတော့ရေးထားတဲ့ခါကျတော့အရန်စိတ်ဝင်စားတော့အဲ့တဲကို review ဝင်ကြည့်လိုက်တယ်ကြည့်လိုက်တော့ position တွေက3ခုလောက်တွေးလိုက်တယ်site view တွေ့ရယ်ပြီးတော့ဒီfood and fabric တွေ့ရယ်ဒီ hair ဥစ္စာပိုင်းတွေ့ရယ်အဲ့တော့ညီမစိတ်ဝင်စားတာကြတော့ hair ပိုင်းကိုစိတ်ဝင်စားတယ်ဒါပေမဲ့အရန်အိမ်မက်ရှိခဲ့တဲ့အရာပေါ့နော်ဒါပေမဲ့ရုပ်တရက်တွေ့လိုက်တဲ့အချိန်မှာကိုက interview ဒီလိုဒီဟာကိုတွေ့မယ်ပေါ့စဉ်းစားကြည့်လိုက်တယ်ဘယ်ကနေရှာမလဲဆိုပြီးတော့စဉ်းစားကြည့်လိုက်တဲ့အခါကျတော့ Facebook ကိုအရင်ဆုံးကိုက Facebook social သုံးနေဆိုတော့ Facebook ကိုအရင်သွားပြီးတော့ဒီနာမည်ကိုကောက်ပြီးတော့ရှာလိုက်တဲ့အချိန်မှာဆရာမဒီview 8တဲမှာတွေ့တယ်အချိန်မှာဆရာမဟာကိုတွေ့သွားတယ်တွေ့ရတော့အဲ့ဒါလည်း view ချစ်ကြည့်ရယ်နောက်ဒီထဲမှာသူတို့ရေးထားတဲ့ထဲမှာဒီဘယ်လိုပြောမလဲဟိုဟာပေါ့ page like ဝင်ကြည့်လို့ရတယ်ဆိုတဲ့ဟာ hair time ဝင်ကြည့်လိုက်တယ်ဝင်ကြည့်ပြီးဖြည့်တဲ့ဟာလေးဖြည့်ကြည့်လိုက်တယ်ဖြည့်ကြည့်လိုက်တော့ရမှာပါပေါ့ပထမတော့တဲ့မှာရမလားမရမလားမသိဘူးဆိုတော့ internet သုံးနေဆိုပေမဲ့လိုင်းမိလိုက်မမိလိုက်ပေါ့နော်ဝင်မလားမဝင်လားဒါမဲ့လည်းကန်တရားပဲပေါ့နော်ထည့်ကြည့်လိုက်မယ်ဆိုပြီးတော့ထည့်ကြည့်လိုက်တယ်ထည့်ကြည့်လိုက်တော့အဲ့ရထည့်ပြီးတော့တပတ်ကြော်လောက်ကြတော့interview ဖြည့်ဖို့ဆိုပြီးတော့ဖုန်းဆက်လာတယ်အရန်ပျော်ပါတယ်ဘာလို့ဆိုတော့ဒီဟာမျိုးအိမ်မက်ကကွာအိမ်မက်ရှိခဲ့ဘူးတယ်ဒါပေမဲ့တကယ်ကြလို့ရှိရင်လုံမယ်ဆိုလို့ရှိရင်အကောင့်ထဲပို့ဖို့ကအရန်ခက်ခဲတယ်အချင်းတွေကအရန်များတယ်ခက်ခဲတဲ့ပုံမှာဒီဟာမျိုးဖြည့်တော့အဲ့လိုမျိုး interview ဖြည့်မယ်လို့ပြောလိုက်ကြတဲ့ကွာရွေးရမရွေးတယ်ပြောသေးအရန်ဖြည့်မယ်လို့ပြောတယ်အလုံးဝစိတ်လှုပ်ရှားသွားဟာကိုဘွားမှာတည့်ရမှာဟာငါအိမ်မက်ကြီးဖြစ်လာတော့မယ်ဆိုပြီးတော့အဲ့လိုမျိုးဖြစ်လာတဲ့ခါကျတော့အရင်နေခေါ်အဲ့နေရဆိုလို့ရှိရင်လုံးဝပြရခတ်တည်းကို့မှာဂျီမေးပါရတော့မှလုံးဝတတိမရတော့နောက်ဆုံးအမတို့Google Meet နဲ့တွေ့တဲ့အချိန်မှာအမနဲ့တောင်တွေ့အဲ့ချိန်တော့အဲ့ချိန်တော့လည်းအဲ့လိုပဲ Google Meet ကိုအဲ့အချိန်မှာစဖွင့်တာအတန်ကြီးလုံးဝမကြားဆိုတော့ပြန်တော့ပြန်ဝင်စိတ်လို့ရှာအဲ့တော့တကယ်ဖြစ်လာတဲ့အတွက်အမတို့လည်းတကယ်ကိုကျေးဇူးတင်နေအဲ့လိုမျိုး main ကလေးတွေအတွက်ကိုလှုပ်ပေးတဲ့အတွက်ကွာကိုဘွားမှာအနှိုင်းလုံးဝအတိုင်းမသိရောဝမ်းသာတယ်ဟုတ်ကဲ့ပါဟုတ်နောက်ပြီးကြတော့ဗောနော်ဒီတင်တန်းကိုလာတက်တဲ့အခါမှာရောကိုယ့်အတွက်ဗောနော်အဓိကအခက်အခဲကဘာဖြစ်မလဲတင်တန်းလာတဲ့အခါမှာအခက်အခဲကတော့အိမ်ကွန်ပျူတာတောင်းတာလို့စသဖြင့်ဗောနော်ဒါသမီးအတွက်စီစဉ်ပေးရတာအထွေထူးကတော့ဘာမှမရှိဘူးဘာဖြစ်လို့ဆိုတော့ကိုကဒီဥစ္စာအရန်လုပ်ချင်တဲ့အတွက်တနေ့အရာကြတော့တိတ်ပြီးတော့ကိုအရေးကြီးတယ်လို့တော့မထင်ဘူးဒီအရာကြီးကိုကအရန် favorite ဖြစ်တော့ဒီຢာကြီးအတွက်ပဲအဲ့လိုဆိုတော့တိတ်တော့အခက်အခဲတော့တိတ်မရှိဘူးဟုတ်ဒီတင်တန်းမှာအကြိုက်ဆုံးဘာသာရဲ့နှစ်ခုသုံးခုလောက်ပြပြပေးပါအကြိုက်တာကတော့အဓိကကတော့ hair style လေးဖြစ်ဖို့အတွက်ကိုအဓိက cutting ပိုင်းတို့ဘာတို့ပို့ကြိုက်တယ်ယောက်ျားလေးညက်မိန်းကလေးညက်ကိုပို့ကြိုက်တယ်စိတ်ဝင်စားတယ် trend ဖြစ်တာလည်းထားတယ်ဆိုတော့ကိုကလည်းကြိုက်တယ်ပေါ့ဘယ်လိုလဲနိုင်ငံခြားရေးပိုင်းတွားပြီးတော့လည်းလှုပ်ချင်တဲ့လူဆိုတော့ပို့ကြိုက်တယ်ဒီကတော့ကိုပိုင်ဆိုင်ထက်အဓိကအဲ့လိုမျိုးပေါ့အတမူဝန်ကြောင်လုပ်ချင်တယ်အဲ့လိုမျိုးပို့ကြိုက်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆိုတော့ဒီတင်တန်းတက်ရောက်နေတဲ့အချိန်မှာရောတင်တန်းကာလကလည်းတိုးတယ်နောက်တစ်ပတ်လုံးမှာလည်း6ရက်လောက်တက်ကြတာဆိုတော့ပေါ့နော်ဒီကြားထဲမှာဘယ်လိုအခက်အခဲမျိုးတွေတွေ့ရလဲပေါ့ထွေးထူးတော့မတွေ့ရဘူးအရန်ပြောတယ်အရန်ကြိုက်တယ်ဒီဟာကိုပဲလေ့လာရတယ်ဒီဟာကိုပဲကိုတက်ရတယ်တော့ကိုအိမ်မက်တစ်ခုဖြစ်ရတဲ့အတွက်ဒီအရာတော့ကိုတော့အခက်ခဲအဘာမှရှိရလို့တော့မမျောမတွေ့တာဘူးပို့ပြီးတော့ကိုတော့ကောင်းတယ်ပို့ပြီးတော့ကိုတော့ဘာပဲဒါပို့ပြီးတော့မလုံလောက်ဘူးလို့ထင်ရသေးတယ်အချိန်တော့ဒါအချိန်အဲ့လိုမျိုးပေါ့နော်ဟုတ်ဆိုတော့တင်တန်းရလဲပေါ့နော်ပြီးတော့မယ်ပေါ့နော်ပြီးတော့မှဖြစ်တဲ့အတွက်ဒါကိုရဲ့တငယ်ချင်းတွေပေါ့နော်တင်တန်းတိုင်းနဲ့လည်းခွဲရတော့မယ်နောက်ဆက်ဆံမတွေနဲ့ရောဆိုတော့ပေါ့နော်အဲ့ဒီအတွက်စကားလေးပြောပြပါအောင်ဟုတ်ကဲ့အမားတို့အဓိကတော့အမားတို့ပေါ့ She Work ရဲ့ founder ဖြစ်တဲ့အမားတို့ပေါ့အမားတို့ကိုအထူးကျေးဇူးတင်ပါတယ်ဘာပဲဖြစ်အမားတို့တင်ပေးလို့အမားတို့ဖြစ်ဒါအမျိုးသမီးလေးရဲ့ပေါ့ဟာတိုးတက်တယ်မြင့်မာတယ်သူတို့ရဲ့စိတ်နေသဘောထားသူတို့ရဲ့ရှောက်တီးရမယ့်လမ်းတစ်ခုကိုဖော်ဆောင်ပေးရပေါ့နော်ပြီးတော့ဆရာဆရာမများကလည်းအရန်ကောင်းပါတယ်တင်ပေးပါတယ်နိုင်ချွတ်ချွတ်နောက်ပြီးတော့ဒီဟိုပေါ့နော်ရင်းနှီးတယ်နှွေးထွေးတယ်
ဆရာသားမချန်တစ်ခုပဲမေးရင်လည်းဖြေပေးတယ်တကယ်ကြာရင်စိတ်ရောက်ကိုပါအကုန်ထက်တန်အောင်တင်ပေးတယ်တငယ်ချင်းတွေဆိုလည်းအကုန်ကောင်းတယ်ကိုကြတော့လည်းအထူးသဖြင့်အရန်နောက်တက်တယ်စတက်တယ်ဆိုတော့လေကိုကအရန်ပျော်တတ်တယ်ဆိုတော့သူတို့တွေလည်းပျော်အောင်လို့အဲ့လို line နောက်တာတို့ပါလို့ရှိရတော့ဟိုအကုန်လုံးလည်းပျော်ကြတဲ့လူတွေပျော်ကြတာပေါ့နော်ညီမအထင်တော့ပျော်တယ်လို့တော့ထင်โอเคပါဟုတ်အဲ့ဆိုကြတော့ဟိုလေးနောက်ဆုံးပေါ့နော်နှုတ်ဆက်တဲ့အနေနဲ့ကိုယ့်ရဲ့အလှဆုံး post လေးတစ်ခုလောက်ကင်မရာလေးကိုကြည့်ပြီးတော့ post လေးပေးပါဦးโอเคရှင့်အားလုံး bye bye ကျေးဇူးပါ